ဟာလူတယောက်ဟာခွေးဖြစ်ဖို့အတွက်ရန်2 တန်းတောင်သုံးခဲ့တယ်ဆိုရင်ယုံမလားဂျပန်နိုင်ငံကတိုကိုဆိုတဲ့အမျိုးသားတယောက်ဟာငယ်ငယ်ကလေးကတိတ်ဆန်တကောင်လိုနေထိုင်နေတဲ့အိမ်မက်ရှိခဲ့သူပါသူအိမ်မက်ကိုကောင်းထဲဖော်ဖို့ဂျပန်နိုင်ငံကစပ်ပတ်ဆိုတဲ့ရုပ်ရှင်နဲ့ special effect ပစ္စည်းတွေပြုလုပ်တဲ့ကုမ္ပဏီကိုအလွန်လက်တွေ့ကျတဲ့ခွေးဝတ်စုံတစ်ခုပြုလုပ်ပေးဖို့အပ်ခဲ့ပါတယ်သူရွေးချယ်ခဲ့တဲ့ခွေးမျိုးကတော့ Red Collie ဖြစ်ပါတယ်အကြောင်းကတော့အမွှေးရှည်တဲ့ Collie ခွေးပုံစံကလူရဲ့ခန္ဓာပုံစံကိုပို့ပြီးဖုံးကွယ်ပေးနိုင်လို့ပါဒီဝတ်စုံကိုပြုလုပ်ဖို့ရန်2 တန်းခက်ကုန်ကြခဲ့ပြီးစီးဖို့ရက်40ခက်ကြာခဲ့ပါတယ်ဝတ်စုံကလည်းခွေးအစ်စ်လို၄ ပတ်ထောက်သွားလာနိုင်အောင်ပြုလုပ်ထားပါတယ်နောက်ပိုင်းတိုကိုဟာဒီဝတ်စုံဝတ်ပြီးခွေးတကောင်လိုလှုပ်ရှားတာလူလိမ့်တာလူတွေနဲ့တခြားခွေးတွေနဲ့တွေ့ဆုံတာတွေကိုဗီဒီယိုတွေဖြစ်တင်ခဲ့ပါတယ်ဒါပေမဲ့ရေးကြည့်တာကသူဟာတကယ်ခွေးဖြစ်ပြောင်းလဲသွားတာမဟုတ်ပါဘူးအလွန်လက်တွေ့ကျအောင်ဖန်တီးထားတဲ့ခွေးဝတ်စုံကိုဝတ်ဆင်ပြီးသူ့ရဲ့ငယ်ဘဝအိမ်မက်ကိုကောင်းထဲဖော်ခဲ့ပါလားလူတယောက်ကကိုယ်အိမ်မက်အတွက်ရန်2 တန်းထိသုံးခဲ့တာကိုတင်ဘလို့ထင်ခဲ့ပါလဲကွန်မန့်မှာရေးပေးခဲ့ပါဦးဒီလေးဖက်မြန်မာကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့